အဲဆိုရင်ကျွန်တော်ပထမဆုံးလေ့ကျင့်ခန်းအနေနဲ့ဒီ network ချိတ်ကြည့်မျိုးပေါ့နော်ပထမဆုံး network ကိုစပြီးတော့ချိတ်ကြည့်ပါမယ်အဲ့ဒီအတွက်ကျွန်တော်တို့ PC ကိုရွေးလိုက်မယ်ဒီမှာ end device ဆိုတဲ့ဟာရှိတယ် okay end device ဆိုတဲ့ဟာရှိတယ်အဲ့မှာကျွန်တော်တို့ PC တစ်လုံးရွေးမယ်နောက် PC တစ်လုံးရွေးမယ်အဲ့တော့ PC နှလုံးရှိမယ်ဒီ PC နှလုံးကိုကျွန်တော်တို့ပထမဆုံး network ချိတ်ကြည့်မယ်ပေါ့နော်အဲ့တော့ network ချိတ်မယ်ဆိုရင်အရင်ဆုံးကျွန်တော်တို့လိုအပ်တာကတော့လိပ်စာပေါ့အဲ့တော့ဒီ PC မှာကျွန်တော်တို့လိပ်စာ address ပေါ့နော် address configure လုပ်မယ်အဲ့တော့သူ့ကိုကျွန်တော်တို့က 192.168.1.10 ဆိုပြီးတော့ပေးလိုက်မယ်ဒီ PC ကိုကျတော့ 192.168.1.11 အဲ့တော့လိပ်စာပေးပြီးဆိုရင်တော့တို့ network နှစ်ခုဒီနှစ်ခုကို network ချိတ်ဖို့အတွက်နှစ်နည်းရှိတယ်ပေါ့နော်ပထမဆုံးကတော့ wire ကြိုးနဲ့ cable နဲ့ချိတ်တာနောက်တစ်ခုကကျတော့ wireless အဲ့တော့ဒီလေ့ကျင့်ခန်းမှာတော့ကျွန်တော်တို့ကwire နဲ့ချိတ်မယ်အဲ့တော့ wire ဆိုရင်ကျွန်တော်တို့ဒီမှာတွေ့ရတဲ့အားရှိမယ်အမှ auto ရှိမယ် straight เนาะ crossover connection အဲ့တော့လောဆယ်တော့ကျွန်တော်တို့ကဒီ auto နဲ့ရွေးလိုက်မယ် auto နဲ့ရွေးပြီးတော့ဒီ computer နဲ့ဒီ computer နဲ့ကိုချိန်လိုက်မယ်အဲ့တော့ဒီ cable တွေရဲ့အသေးစိတ်ကိုတော့နောက်ဒီ lesson တွေမှာတွေ့ရမှာဖြစ်တယ်အခုတော့လောလောဆယ်တော့ကျွန်တော်တို့ကauto connection ပဲရွေးလိုက်တယ်ရွေးပြီးတော့သူ့ကိုကျွန်တော်တို့လိပ်စာ configure လုပ်မှာဖြစ်တယ်လိပ်စာ configure လုပ်ဖို့အတွက်ဒီ desktop ရှိမယ် IP configuration ဆိုတဲ့ဟာရှိမယ်အဲ့မှာ static ဆိုပြီးတော့ကျွန်တော်တို့ရွေးမယ်ပြီးတော့ address 192.168.1.10 subnet mask ကကျွန်တော် default အနေနဲ့ပဲထားမယ်ပြီးရင်ကျွန်တော်တို့ပိတ်လိုက်မယ်IP configuration static 192.168.1.10 နောက်တစ်ခုနောက် computer တစ်လုံးမှာလည်း IP configuration static 192.168.1.11 subnet mask ကကျွန်တော်တို့ default အနေနဲ့ပဲထားမယ် 255.255.255.0 ဒါ default subnet mask ဖြစ်တယ်အဲ့ပြီးရင်ကျွန်တော်တို့ပိတ်လိုက်မယ်ပေါ့နော်192.168.1.11 အဲ့တော့ဒီကျွန်တော်တို့ PC နှလုံးကို address လုပ်ပြီးသွားပြီဆိုရင်တော့ကျွန်တော် network connection test ကိုလုပ်မယ်အဲ့တော့ command prompt ကိုသွားမယ် command prompt မှာအမှအဦးဆုံးအနေနဲ့ကျွန်တော်တို့ကြည့်မယ်ဆိုရင်ဒီ configure လုပ်ထားတဲ့ IP address ကိုအရင်ကြည့်မယ်ပေါ့နော် IP config အဲ့တော့ဒီမှာတွေ့ရတာ 192.168.1.10 ခုနကတော့ configure လုပ်ထားတဲ့ဟာအဲ့တော့ဒီ network connection testing လုပ်မယ်ဆိုရင်တော့ ping ဆိုတဲ့ command ရှိတယ်ဒီ ping နဲ့ကို connect လုပ်ချင်တဲ့ address ကိုရိုက်ကြည့်လိုက်မယ်အဲ့တော့ကျွန်တော်တို့ဒီ PC0 ကနေ PC1 ကို connect လုပ်မယ်ဆိုရင် 192.168.1.11 ပေါ့နော်ဒါ PC1 ရဲ့ IP address 192.168.1.11 ဒီမှာတွေ့ရတဲ့အတိုင်းကျွန်တော်တို့ reply from ဆိုတဲ့ message ကိုတွေ့ရမယ် reply from ကဘာအဓိပ္ပာယ်လဲဆိုတော့ the connection ရှိနေတယ်ဒီ address 192.168.1.11 နဲ့ကျွန်တော်တို့ connection ရှိနေတယ်ပေါ့အဲ့တော့အဲ့လိုမဟုတ်ဘဲနဲ့ connection မရှိဘူး network မှာပြဿနာတစ်ခုရှိရဆိုရင်ဥပမာကျွန်တော်တို့ကမရှိတဲ့လိပ်စာတစ်ခုကို ping ကြည့်မယ်ပေါ့နော်မရှိတဲ့လိပ်စာတစ်ခုကို ping ကြည့်မယ်ဆိုရင်reply from အစားကျွန်တော်တို့ request timeout ဆိုပြီးတော့တွေ့ရလိမ့်မယ် okay အဲ့ဆိုရင်ကျွန်တော်တို့ဒီမှာ PC 0ကနေပြီးတော့ connect လုပ်လို့ရသွားပြီเนาะ PC 1ကို connect လုပ်လို့ရသွားပြီ 192.168.1.11 အဲ့ဆိုရင်ကျွန်တော်တို့PC 1ကနေပြီးတော့လည်း testing လုပ်ကြည့်မယ်
IP config ဒါကကိုမှာ configure လုပ်ထားတဲ့ IP address ကိုကြည့်ကြည့်တာ 192.168.1.11 အဲ့တော့ PC1 ကိုကျွန်တော်တို့ပင်းမယ် pin 192.168.1.10 အဲ့တော့ဒီမှာလည်းကျွန်တော်တို့တွေ့ရတယ် reply from 1.10 ဒါက PC 0ကနေ reply ပြန်လာအဲ့တော့အဲ့ဒါဆိုရင်ကျွန်တော်တို့ဒီမှာ PC 0နဲ့ PC1 အချင်းချင်း connection လုပ်လို့ရသွားပြီပေါ့နော်အဲ့အချိန်မှာကျွန်တော်နောက်ထပ် PC တစ်လုံးနောက်ထပ် end device တစ်ခုနဲ့ connect လုပ်မယ်ဆိုရင်ဒါမျိုး direct ချိန်လို့မရတော့ဘူးအဲ့အတွက်ကျွန်တော်တို့ဘာလုပ်မလဲဆိုတော့ဂျားထဲမှာconnect လုပ်ပေးမယ် network device connection တစ်ခု connect လုပ်ပေးမယ် network device တစ်ခုလိုမယ်အဲ့အတွက်ကျွန်တော်တို့ဒီမှာ switch တစ်လုံးထည့်လိုက်မယ် switch တစ်လုံးထည့်ပြီးတော့laptop တစ်လုံးယူလိုက်မယ်ပေါ့နော်ဒါနောက်ထပ် user ကဒီကို network မှာလာ connect လုပ်မယ်အဲ့တော့နှစ်ခုထပ်ပို့တော့သွားတဲ့ဟာမျိုးဆိုရင်ကျွန်တော်တို့ကဒီ direct မချိန်ဖ ೇನೆ ဂျားထဲကနေပြီးတော့ network connection လုပ်ပေးတဲ့ network device ကိုသွားပြီးတော့ချိန်တယ်အဲ့တော့ဒီမှာ connection ကိုကျွန်တော်တို့ရွေးလိုက်မယ် PC1 ကလည်းဒီ network device ကိုသွားချိန်မယ်နောက်အသစ် laptop ကလည်းဒီ network device ကိုသွားချိန်မယ်အဲ့တော့ laptop မှာကျွန်တော်တို့ network connection လုပ်ဖို့အတွက်လိပ်စာလိုတယ်အဲ့တော့လိပ်စာကိုconfigure လုပ်မယ်ပေါ့နော် desktop ကိုသွားတယ် IP configuration static 192.168.1.12 subnet mask ကလည်း default အဲ့တော့ကျွန်တော်တို့အဲ့ဒါပြီးရဆိုရင်ပိတ်လိုက်မယ်အဲ့တော့ဒီမှာဆိုရင်ဒီ laptop ကကျွန်တော်တို့ IP ဘယ်လောက်ရသွားမလဲဆိုရင်သူရဲ့လိပ်စာက 192.168.1.12 အဲ့ခုနလိုပဲကျွန်တော်တို့ connection ကို testing လုပ်ကြည့်အောင်ဒီ laptop ကိုသွားပြီးတော့ command prompt ကိုသွားမယ်သွားပြီးတော့ဒီမှာကျွန်တော်တို့ IP config ဆိုတဲ့ဟာကိုရိုက်ကြည့်မယ်အဲ့တော့ဒါကကိုမှာလက်ရှိ configure လုပ်ထားတဲ့ IP address 192.168.1.12 အဲ့ဒါကနေပြီးတော့ကျွန်တော်တို့ PC0 PC1 ကိုပြင်ကြည့်မယ် 192.168.1.10 အဲ့တော့ reply from PC0 ကနေ reply from PC1 ကလည်း reply from message ရတယ်အဲ့တော့ဒီသုံးခုကလောလောဆယ်မှာ network connection တစ်ခုစောက်ပြီးသွားပြီaddress မမှန်တဲ့ address ပေါ့နော်ဒီထက်မှမရှိတဲ့ address ဥပမာ100ကိုကျွန်တော်တို့ကပင်းကြည့်မယ်ဆိုရင် connection reply from ရမှာမဟုတ်ဘူးအဲ့ဒီစာ request time out ရမယ် okay ဘာလဲဆိုရင်ဒီပထမဆုံးလေ့ကျင့်ခန်းမှာ network connection network big လုပ်ပြီးသွားပြီကိုယ့်ရဲ့ပထမဆုံး network ကိုcreate လုပ်ပြီးသွားပြီအဲ့တော့ဒီ network ကအဲ့မှာဘာတွေပါမလဲဆိုတော့ end device တွေပါမယ်လိပ်စာဒီ network connection network ကို create လုပ်ဖို့အတွက်တစ်ခုချင်းစီမှာလိပ်စာပေးရမယ်ဟုတ်ပြီနော်ပြီးတော့ကျွန်တော်တို့ multiple end device တွေကို connect လုပ်ဖို့အတွက်ကြားထဲမှာ connect လုပ်ပေးတဲ့network device တစ်ခုလည်းလိုမှာဖြစ်တယ်အဲ့ဒီမှာဆိုရင်ကျွန်တော်တို့ switch တစ်လုံးသုံးထားတယ်ပြီးတော့ဒီ network connection ကwired cable တွေနဲ့ကျွန်တော်တို့ connect လုပ်ထားတယ်ပေါ့နော်အဲ့တော့အသေးစိတ်ဒီ network အကြောင်းတွေကိုနောက်လာမယ့် lesson တွေမှာစပြီးလေ့လာမှာဖြစ်တယ်အဲ့တော့ congratulations မှာအဲ့တော့ဒီ network မှာပထမအဦးဆုံး network ကိုအောင်မြင်နဲ့တိစောက်ပြီးသွားပြီဖြစ်တယ်